အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့မနေ့ဖြန်ကမှာဗုဒ္ဓဘူးပေါ့နော်မနေ့ဖြန်ဗုဒ္ဓဘူးနေ့မှာထွက်ရမယ့်ပရိတ်ရှိပါတယ်ရချင်းစီရပေါ့နော်255နှစ်လို့ထွက်ပြီးရင်မနေ့တုန်းကညနေမှာ25လို့မဟုတ်5နှစ်လို့ထွက်ပြီးရင်9ရက်အတွင်းမှာထွက်ပြီးရမယ့်ပရိတ်ကလေးပါအဲ့ဒါလေးကျွန်တော်ပြပေးပါမယ်နော်ပရိတ်က2မျိုးဖြစ်ပါတယ်ပရိတ်2မျိုးဖြစ်ပါတယ်နော်ဒါကျွန်တော်မနေ့တုန်းကညနေ255နှစ်ထွက်တဲ့မူလေးကြာစဉ်လေးတွေကျွန်တော်စုထားတာဖြစ်ပါတယ်မနေ့ပိုင်း255နှစ်နော်မနေ့ပိုင်း255နှစ်မနေ့ပိုင်း255နှစ်ကြာစဉ်လေးတွေပါဒါမနေ့ပိုင်းဒါကညနေပိုင်းတည်တတ်မှာနော်မနေ့ပိုင်းညနေပိုင်းကျွန်တော်ခွဲထားပါတယ်ဒီမှာကျွန်တော်တို့ပြီးခဲ့တဲ့ဗုဒ္ဓဟူးပေါ့နော်ပြီးခဲ့တဲ့ဘက်ဗုဒ္ဓဟူးက50နှစ်လို့ထွက်ထားတယ်1ရက်2ရက်3ရက်4ရက်5ရက်ပေါ့နော်5ရက်ရချင်းစီပါပြီမနေ့ပြင်ကမသေးချပေါက်ထွက်နိုင်ပါတယ်နော်ရန်နာရာခိုင်နှုန်းတော်များပါတယ်ကျွန်တော်ပထမဦးဆုံးပြပေးမယ် break က3ည break ပါနော်ဒါမနေ့ပိုင်းတည်တယ်ကျွန်တော်ပြပေးမယ်မနေ့ပိုင်း5လို့ကြားတယ်ဒီမှာ3ည break 9နှစ်လို့ကြားတယ်9ရက်မြောက်နေ့မှာပဲ3ည break 50နှစ်လို့ကြားတယ်46ထွက်တယ်ဒီမှာဆိုရင်46နဲ့39နဲ့နှစ်ခွဲထွက်တယ်ဒီမှာ64လို့ထွက်တယ်ဒီမှာဆိုရင်55ဆိုရင်5ဘူးထွက်ပြီးတယ်ဒီမှာ50နဲ့9ရယ်55ရယ်ဆိုပြီးဘူဘရိတ်2ကြိမ်ထွက်ပြီးတယ်ဒီမှာ25မှာနောက်ဆုံး9ရက်မြောက်နေ့မှာပဲဘူဘရိတ်ဖြစ်တဲ့55လို့ထွက်ပြီးတယ်ဒီမနေ့ပိုင်း52မှာ61ဆိုရဲဘူဘရိတ်ထွက်တယ်ဒီ25မနေ့ပိုင်းမှာကျွန်တော်တို့19ရယ်39ရယ်ဆိုပြီးဘူဘရိတ်ထွက်ပေးပါတယ်ဒီမနေ့ပိုင်း52မှာဘူဘရိတ်မထွက်ပေးပါဘူးကျွန်တော်ခုပြောမှာကဘရိတ်က2မျိုးဖြစ်တဲ့အတွက်နောက်တစ်မျိုးပါနော်ဟုတ်ပြီကျွန်တော်ပထမဦးစားပေးဘရိတ်ပြောပြတာပါပထမဦးစားပေးဘရိတ်ကဘူဘရိတ်ဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုဒီညနေပိုင်း25မှာဆိုရင်ကျွန်တော်တို့ဒီမှာဘူဘရိတ်လို့ထွက်မပေးခဲ့ဘူးနော်ဘူဘရိတ်မချပေးခဲ့ဘူးဒီ25ညနေပိုင်း25မှာဘူဘရိတ်ဖြစ်တဲ့61နဲ့55ဒီ52မှာဆိုရင်ဘူဘရိတ်ဖြစ်တဲ့စီ3ညပေါ့နော်ဒီ25မှာကျွန်တော်တို့ဘူဘရိတ်မချပေးခဲ့ဘူးဒီ52မှာဘူဘရိတ်ဖြစ်တဲ့19ရယ်64ရယ်ဆိုပြီးချပေးခဲ့ပါတယ်ဒီမှာ25မှာကျွန်တော်တို့9ရက်မြောက်နေ့နောက်ဆုံးအချိန်မှာ30ခွန်းဆိုပြီးဘူဘရိတ်ထွက်ပေးခဲ့ပါတယ်ကျွန်တော်ဒီမှာ25မှာဆိုရင်ဘူဘရိတ်ဖြစ်တဲ့83ဒီ52မှာဆိုရင်ဘူဘရိတ်ဖြစ်တဲ့ကျွန်တော်တို့46ဆိုပြီးထွက်ပေးပါတယ်ဒီ25မှာကျွန်တော်တို့39ရယ်55ရယ်ဆိုပြီးဘူဘရိတ်ကျွန်တော်တို့2ကြိမ်ထွက်ပေးခဲ့ပါတယ်အခုဒီ52မှာဒါကျွန်တော်တို့မထွက်လာသေးဘူးပေါ့နော်ဒီမှာမနေ့ပြင်ကမှဒီတော့9ရက်မြောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဘာဘရိတ်လဲဆိုရင်ဘူဘရိတ်နော်ဘူဘရိတ်နော်ဒါဒီမှာ3ညဘရိတ်နော်3ညဘရိတ်ဒီနော်3ညဘရိတ်တစ်မျိုးရပြီကျွန်တော်တို့နောက်တစ်မျိုးကဘာဘရိတ်လဲဆိုတော့ကျွန်တော်တို့မနေ့ပိုင်းနဲ့ပဲမနေ့ပိုင်း52နဲ့5ထွက်စင်နေကျွန်တော်တို့ပြန်ကြည့်ပြပါမယ်နောက်ပရိတ်တစ်မျိုးကဘာပရိတ်လဲဆိုတော့ကျွန်တော်တို့ခွန်ပရိတ်ဖြစ်ပါတယ်နော်255နဲ့ထွက်ရင်3ညပရိတ်သို့မဟုတ်ခွန်ပရိတ်ကကျွန်တော်ဒုတိယဦးစားပေးပေါ့နော်ကျွန်တော်3ညပရိတ်တော့ရမ်းကြိုက်ပါတယ်နော်ဟုတ်ပြီခွန်ပရိတ်ဆိုတော့68ထွက်တယ်နောက်ထပ်တစ်ပင်မှာဘာထွက်လဲခွန်ပရိတ်ဆိုတော့ကျွန်တော်ဒီမှာ52ဆိုပြီးပြန်ထွက်တယ်34ဆိုပြီးတော့ထွက်တယ်နောက်ထပ်တစ်ပင်မှာဘာထွက်လဲဆိုတော့ကျွန်တော်တို့68ရယ်80ရယ်ဆိုပြီးတော့ခွန်ပရိတ်2ကြိမ်ကျွန်တော်ထွက်ပေးပါတယ်ဒီမှာကျွန်တော်တို့34ပေါ့နော်34ရယ်98ရယ်80ရယ်ဆိုပြီးတော့ခွန်ပရိတ်3ကြိမ်ကြပေးပါတယ်ဒီ25မှာဆိုရင်ကျွန်တော်ဘူပရိတ်အပြင်ခွန်ပရိတ်တွေဖြစ်တဲ့34ရယ်25ရယ်ဆိုပြီးတော့ကျွန်တော်တို့ခွန်ပရိတ်2ကြိမ်ထွက်ပေးပါတယ်
ဒီ52မှာဆိုရင်ကျွန်တော်တို့64ဆိုတဲ့ပူပရိတ်တစ်မျိုးတည်းတာထုတ်ပြပါတယ်ခွန်ပရိတ်လို့ကြားမပေးခဲ့ပါဒီ52မှာဆိုရင်ကျွန်တော်တို့ဒီမှာပူပရိတ်ဖြစ်တဲ့55လို့ကြားပေးတယ်ခွန်ပရိတ်ဖြစ်တဲ့ကျွန်တော်တို့ဘုံညခွန်ရဲဆိုပြီးတော့ပူပရိတ်ကောခွန်ပရိတ်ကောနှစ်မျိုးလုံးကြားပေးပါတယ်နှစ်မျိုးတည်းကတစ်မျိုးတေချာပေါက်ကြားမှာဖြစ်ပါတယ်နော်ဒီမှာဆိုရင်ပူပရိတ်ပဲချပေးတယ်ခွန်ပရိတ်မလာဘူးနော်ဒီ25မှာဆိုရင်ကျွန်တော်တို့ပူပရိတ်ဖြစ်တဲ့55ပဲချပေးပါတယ်ဒီ52မှာဆိုရင်ကျွန်တော်တို့ဒီမှာပူပရိတ်လို့ပဲချပေးပါတယ်ခွန်ပရိတ်လို့မချပေးဘူးနော်ဒီ25မှာဆိုရင်ကျွန်တော်တို့ခွန်ပရိတ်လို့မချပေးခဲ့ဘူးပူပရိတ်2ကြိမ်ချပေးခဲ့ပါတယ်ဒီမှာ52ဆိုရင်ကျွန်တော်တို့ပူပရိတ်မချပေးဘူးဒါပေမဲ့ကျွန်တော်တို့ခွန်ပရိတ်ဆိုတဲ့16ထွက်တယ်ကျွန်တော်တို့52ဆိုပြီးတော့ခွန်ပရိတ်ဆိုပြီး2ကြိမ်ထွက်ပေးပါမယ်နော်ဟုတ်ပြီဒါကကျွန်တော်တို့မနက်ပိုင်း2552မနက်ပိုင်း2552ထွက်တဲ့မူအရ9ရက်အတွင်းမှာ3ညပရိတ်တို့မဟုတ်ခွန်ပရိတ်ကိုပြပေးခဲ့တာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ညနေပိုင်းသွားမယ်ညနေပိုင်းဒီမှာဆိုရင်ကျွန်တော်တို့ညနေပိုင်း25လို့ထွက်တယ်ဘူပရိတ်မကြပေးခဲ့ဘူးဒါပေမဲ့9ရက်မြောင်နေ့မှာ61ဆိုပြီးခွန်ပရိတ်ထွက်ပေးခဲ့ပါတယ်ဒီမှာဆိုရင်25မှာကျွန်တော်ဘူပရိတ်ပဲထွက်ပေးခဲ့တယ်ခွန်ပရိတ်လို့မကြပေးခဲ့ဘူးနောက်တစ်ခုကျွန်တော်ဒီမှာသွားမယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ဘူပရိတ်ပဲထွက်ပေးခဲ့တယ်ခွန်ပရိတ်လို့မထွက်ပေးခဲ့ဘူးเนาะဒီမှာ25ဒီ25မှာဆိုရင်ကျွန်တော်ဒါဘူပရိတ်မထွက်ပေးခဲ့လို့ကျွန်တော်ပြောထားခဲ့တာเนาะဒီမှာခွန်ပရိတ်ဖြစ်တဲ့6ရယ်25ရယ်ဆိုပြီးတော့ကျွန်တော်ထွက်ပေးခဲ့ပါတယ်ဒီ52မှာဆိုရင်ခွန်ပရိတ်ဖြစ်တဲ့3ညခွန်52ဆိုပြီးတော့ကျွန်တော်တို့ခွန်ပရိတ်တွေထွက်ပေးခဲ့တယ်ခွန်ပရိတ်လည်းထွက်တယ်ဘူပရိတ်လည်းထွက်တယ်ဒီတစ်ပတ်ကတော့အခုဒီတစ်ပတ်မှာဆိုရင်ကျွန်တော်25ဆိုပြီးတော့ညနေပိုင်းမှာထွက်ပေးတယ်ထွက်ပြီးတော့ဒီမှာခွန်ပရိတ်ဖြစ်တဲ့25ပြန်ကောင်းနေနဲ့ပြန်လာတယ်25ဘူပရိတ်အနေနဲ့ကကျွန်တော်တို့30ခွန်ဆိုပြီးထွက်ပေးပါတယ်ကျွန်တော်ဒီ25မှာဆိုရင်ခွန်ပရိတ်ဖြစ်တဲ့98ထွက်ပေးပါတယ်ဘူပရိတ်ဖြစ်တဲ့83နော်ဘူပရိတ်ကောခွန်ပရိတ်ကောထွက်တဲ့တစ်ပတ်ပေါ့ဟောဒီမှာဆိုရင်လည်းကျွန်တော်တို့98ဆိုရဲခွန်ပရိတ်လည်းထွက်တယ်ဘူပရိတ်ဖြစ်တဲ့46လည်းကျွန်တော်ထွက်ပေးခဲ့ပါတယ်နော်ကျွန်တော်ဒီတစ်ပတ်မှာကဘူပရိတ်2ကြိမ်ထွက်ပေးတယ်ခွန်ပရိတ်တို့ကျွန်တော်တို့မထွက်ပေးခဲ့ဘူးနော်အဲ့ဒါဆိုတော့ဒီမှာကျွန်တော်တို့9ရက်မြောက်ဖြစ်ပါတယ်52ထွက်ပြီးတော့1ရက်2ရက်3ရက်4ရက်5ရက်မြောက်ပါကျွန်တော်တို့3ညပရိတ်လည်းမထွက်သေးပါဘူးခွန်ပရိတ်လည်းမထွက်သေးပါဘူးအဲ့ဒါဆိုတော့ကျွန်တော်တို့3ညပရိတ်တို့မဟုတ်ကျွန်တော်တို့ခွန်ပရိတ်ဖြစ်ပါတယ်နော်3ညပရိတ်တို့မဟုတ်ခွန်ပရိတ်ပါနော်2မျိုးတည်းက1မျိုးပါ2မျိုးတည်းက1မျိုးပါနော်ဒါကျွန်တော်တို့ကြစဉ်လေးတွေပြပေးထားတာဖြစ်ပါတယ်255နှစ်လို့ထွက်ပြီးရင်နောက်9ရက်အတွင်းမှာလိုက်ထွက်ပေးနေတဲ့ပရိတ်2မျိုးဖြစ်ပါတယ်ဒါထွက်စဉ်ကြစဉ်အရာကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်3ညပရိတ်နဲ့ဆိုရင်ကျွန်တော်က3ည3ညရဲ့46ရဲ့9ပူရဲ့91ရဲ့ကြိုက်ပါတယ် main order အနေနဲ့ခွန်ပရိတ်ဆိုရင်43 98 25ဆိုပြီးတော့ကျွန်တော်ရွေးထားပါတယ်ကျွန်တော်မိတ်ဆွေများအနေနဲ့ကကိုရတဲ့ကြီး1ချိန်သို့မဟုတ်လုံးပိုင်ရှိရင်3ညပရိတ်ခွန်ပရိတ်နဲ့ကတ်ထိုးပါကျွန်တော်မနေ့ကတရက်စာပြီးမဲ့ထဲမှာလည်း3ညပရိတ်ခွန်ပရိတ်ပါပါမယ်ကိုရတဲ့ကြီး1ချိန်သို့မဟုတ်လုံးပိုင်နဲ့ကတ်ပြီးထိုးပါငွေရင်းနှီးသားထက်မကတတ်နိုင်တဲ့လူကတော့3ညပရိတ်ခွန်ပရိတ်အပြည့်ဆွဲပါနော်မနေ့ကမှ100ရာခိုင်နှုန်းကြနိုင်ပါတယ်ပေါ့နော်ဒါကျွန်တော်255နှစ်ကြာစင်နေတောက်လျှောက်ကျွန်တော်အကုန်လုံးစူးစီးပြီးကျွန်တော်ပြပေးထားတာဖြစ်ပါတယ်4 break နော်4 break တစ်ပတ်မစခင်ကျွန်တော်တင်းငွေနေ့ကလည်း4 break ဆိုပြီးကျွန်တော်ပြီးကြတယ်တစ်မျိုးလည်းပြီးတယ် break 4 main order က
13နဲ့59ဆိုပြီး2ကွက်ထည့်ပေးထားပါတယ်မနေ့ကကျွန်တော်အင်္ဂါနေ့မှာလဲကျွန်တော်တရက်စာ break 431က main or 4 break အပြည့်ဆွဲပါဆိုပြီးတော့ကျွန်တော်ပြောထားတာလေးရှိပါတယ်တနင်္ဂနွေနေ့ကကျွန်တော်တင်ပေးတဲ့4 break မှာကြည့်ရှုတဲ့လူကြီးအားလုံးပေါင်းက243ယောက်ရှိပါတယ်ကျွန်တော် PD ကိုစာအားဖြည့်ချင်ပါတယ်เนาะကျွန်တော် free အနေနဲ့ကျွန်တော်ပြန်လာတယ်ဘာမှကျွန်တော်မလိုချင်ပါဘူးကျွန်တော်ငွေကြေးတဲ့စုံတွေသတ်မှတ်ထားတဲ့ကက်ကလေးတွေထုတ်ရောက်တဲ့ဟာတွေအပေါ်မှာပဲကျွန်တော်ငွေကြေးယူပါတယ်ကျန်တဲ့အခုလို free ချပေးတဲ့ဟာတွေမှာကျွန်တော်ငွေကြေးမယူပါဘူးဒါပဲပြီးတော့ PD ကိုတော့စားပါရစေ PD ကိုစားအားရှိကြပါတယ်နော်ဟုတ်ကဲ့မနေ့ကမှဒါပါပဲเนาะမနေ့ကမှကျွန်တော်3ညပရိတ်သို့မဟုတ်ခွန်ပရိတ်เนาะကိုရတဲ့လုံးပိုင်းသို့မဟုတ်ဝမ်းချင်းလေးတွေရှိရင်ကတ်ထိုးပါဝေကြီးတက်နိုင်တဲ့လူကတော့3ညပရိတ်ခွန်ပရိတ်ဖြည့်ဆွဲပါscreenshot လေးတွေလည်းရိုက်ပြီးယူထားပါနောက်တစ်ချိန်မှာအသုံးဝင်ပါလိမ့်မယ်เนาะ255နှစ်မနေ့ပိုင်းအားထွက်ရင်3ညပရိတ်သို့မဟုတ်ခွန်ပရိတ်ကနောက်9ရက်အတွင်းမှာကြားတယ်ဆိုတာလေးတွေမှတ်ထားပေးပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မနေ့ကမှ3ညပရိတ်သို့မဟုတ်ခွန်ပရိတ်နဲ့အောင်ပွဲဆင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်